ကျွန်တော်ဆရာကြီးစမစ်မူတဲ့လေထဲမှာစူးစမ်းနေပါတယ်ကဲပြောမယ်ဝိညာဉ်တော်ရှိတော်ချာရာကိုရောမြတ်မောတော်တဲ့ကျွန်တော်အဆွေခေါ်ပါဝိညာဉ်တော်စာပြောမှုပါဝိညာဉ်တော်ဖွင့်ပြမှုပါကိုရောရဲ့ချမ်းစီကျွန်တော်ဒီမမလေးကမှာစက်ကြောင်းကအစောကြီးထားလုပ်နေပြီဒီမှာရတော့25ခုနှစ်မှာတက်တော့တက်တယ်ပြန်ကြောင်းနေကိုရောမောတော်တဲ့ကျွန်တော်အဆွေခေါ်ပါဝိညာဉ်တော်ကိုရောနဲ့တွေ့ချင်ကိုရောမြတ်မောတော်တဲ့ကျွန်တော်အဖို့ဆောင်ပါမီဆက်ထားဖို့ဒီမီဆက်ထားဖို့ဝိညာဉ်ရှိတော်နေရာဝိညာဉ်တော်ရှိတော်ဌာနကိုရောမြတ်မောတော်တဲ့ကျွန်တော်အဆွေခေါ်ပါဝိညာဉ်တော်စကားပြောမှုပါဝိညာဉ်တော်ဖွင့်ပြမှုပါကိုရောရဲ့ချမ်းစီကျွန်တော်အားဒီစေပါဝိညာဉ်တော်ကိုရောနဲ့ရှိခြင်းကိုရောမြတ်မောတော်တဲ့ကျွန်တော်အားဆွေခေါ်ပါဝိညာဉ်တော်ကိုရောနဲ့တွေ့ခြင်းမြတ်မောတော်တဲ့ကျွန်တော်အပူဆောင်ပါပေါ်လို့ကိုရောမြတ်မောတော်တဲ့ကျွန်တော်အဆွေခေါ်ပါဝိညာဉ်တော်ကိုရောနဲ့တွေ့ခြင်းဟုတ်ပါဘူးလာလာရအောင်ပဲနော်ဟုတ်တယ်နော်ကျွန်တော်ရအောင်ဒါနောက်ကွယ်နေစက်တက်စမတ်ဖြစ်ပါတယ်လိမ္မာပါတယ်ဒါစီဆိုတော့လို့
ဒါလေးကတော့အလုံးပြီးသွားတဲ့ Sunday School ခန်းလေးဖြစ်တော့ပါပြီအပေါ်မှာတွနဲ့မိုးထားတယ်ဟတန်ဟောလိုပြန်နဲ့လှုပ်ထားတာဖြစ်တယ်အောက်မှာတမန်တလင်းနဲ့ခင်းထားတာဖြစ်တယ်ပေလူတော်သူပါဝန်တော်သူတင်သူတင်သားများပေါ်မှာတော့လကောင်းလိခင်တင်တော့ CBMC ပေါ်မှာဖျားထူးကောင်းချပြပါစေဒါတော့မိဆက်ခန်းလေးဖြစ်ပါတယ်တမန်တလင်းခင်းပြီးတော့အပေါ်မှာပို့လို့တော်လေးအရန်ဆင်ပြီးသွားပြီဖြစ်တယ်ပါဝန်သူများအားလုံးကျေးဇူးတင်လို့ဖျားထူးကောင်းချပြပါစေ